trading knowledge တွေကို hobby တည်ပြင်လောက်ထားတဲ့ trading strategy တွေကိုဈေးကြီးပေးပြီးတက်နေတော့ပါအမှန်ကန် trading system ဆိုတာဘာလဲဆိုတာသိချင်ဒီဗီဒီယိုကိုစောင့်ကြည့်ပါမင်္ဂလာပါ Zeros မြန်မာကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ trading system အကြောင်းနည်းနည်းတော့ကျွန်တော်တို့ရှင်းပြခြင်းပါတယ်ဆိုတော့ဒီ trading system ကိုရှင်းပြတဲ့ဒီဟာကတော့ပေါ့လေကျွန်တော်တို့ရဲ့ zero risk ရဲ့ cost မှာပါတဲ့ဒစိမ့်တွေတာကိုဒါကျွန်တော်တို့ရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ trading system ဆိုတာဘာလဲကျွန်တော်တို့ကြည့်အောင်ပေါ့လေ trading system ဆိုတာဘာလဲဆိုတာကိုမပြောခင်မှာ trading knowledge ကိုအရင်ကျွန်တော်တို့သိဖို့လိုပါတယ် trading knowledge ဆိုတာဘာလဲဆိုတာအရင်သိဖို့လိုပါတယ်ပေါ့လေဆိုတော့ဘာလဲတွေကများနေတော့ကျွန်တော်ဘာလဲဆိုတော့ထည့်မပြောချင်တော့ပါဘူးဒါပေမဲ့ဘာလဲဆိုတာနည်းနည်းများနေတယ်ထင်ပါတယ်ဆိုတော့ trading knowledge ကိုကျွန်တော်တို့သိဖို့ဆိုလို့ရှိရင်ဘာတွေရှိမလဲဆိုရင် trading knowledge ထဲမှာtechnical analysis မှာအသုံးပြုတဲ့ workout theory တွေရှိမယ်เนาะ SNC ရှိမယ် ICD ရှိမယ် support and resistance တွေရှိမယ်နောက် price action တွေရှိမယ်နောက်သုံးတဲ့ indicator တွေရှိမယ်နောက်များသောအားဖြင့်ဒါကတော့ technical analysis တွေသုံးတဲ့အရာတွေဖြစ်ပါတယ်နောက်တစ်ခုကြံသေးတယ်အဲ့ဒါကတော့နောက် trendline theory ပေါ့လေ trendline theory တွေရှိမဲ့ဒါတော့ဒီထက်မပါဘူးစသဖြင့်ပေါ့လေတော့မသိသေးတဲ့အရာတွေလည်းရှိပါသေးတယ်ကျွန်တော်တို့ဒီ trading knowledge ကတော့တော်တော်ကျယ်တယ်ပေါ့လေဒါကြောင့် trading တွေကိုရောက်လာပြီဆိုရင် beginner တယောက်အတွက်ကလေ့လာစရာတွေအများများတယ်လေ့လာစရာတွေအများများတယ်ဆိုတော့တချို့ကပြောတာရှိတယ်ဟာ SMC ကိုပဲမင်းကျွေးညင်သိရင်ဒါပတ်စံနေအများကြီးရှာနိုင်ပြီလို့ပြောတာတွေရှိတယ်ပေါ့လေနောက်တစ်ခါ ICD ကိုသိလို့ရှိရင်ပတ်စံနေအများကြီးရှာနိုင်ပြီတော်ပြီကျွန်တော်တွေမလေ့လာနဲ့ပါညာပေါ့လေတော့ကျွန်တော်ကတော့အဲ့လိုမထင်ဘူး trading knowledge ဆိုတာကိုသိရင်သိနိုင်တယ်လို့အကောင်းဆုံးပဲဒါတွေအကုန်လုံးသိထားရင်သိထားတဲ့သူကဘာဖြစ်လာလဲဆိုတော့သူ့လိန်လို့မရတော့ဒီနယ်ပယ်ကတကယ်တော့ scammer တော်တော်များတဲ့နယ်ပယ်ပေါ့လေဒီလူဘာပြောနေလဲဆိုတာကျွန်တော်တို့သိနေပြီပေါ့လေဒီထဲမှာမှဒီဟာလေးတစ်ခုနဲ့ပတ်စံရှာလို့ရတယ်ဆိုတော့ခုနပြောခဲ့တဲ့အရာပေါ့လေဒါလည်းမဟုတ်ပါဘူး long term မှာဒီခဏတစ်ဖြုတ်ပဲရတာဖြစ်ပါတယ် long term မှာရေရှည်ရပ်တည်နိုင်မှုမဖြစ်နိုင်ဘူးအဲ့ knowledge လောက်နဲ့လဲเนาะရပ်တည်ဖို့မဖြစ်နိုင်ပါဘူးနောက်တစ်ခုတော့ fundamental သမားတွေပေါ့လေ fundamental trader တွေအတွက်သုံးတဲ့ EA တွေရှိမယ်เนาะ new တွေရှိမယ် new တွေမှာဆိုလဲသူ database တွေသူတို့သုံးတဲ့သူတို့သုံးတဲ့သူတို့အားတာတဲ့ data တွေပေါ့လေယူတဲ့ data တွေရှိတယ်အဲ့ data တွေကနေပြီးတော့သူတို့ဒါtechnical analysis တွေလုပ်ပြီးတော့ trade ကြတယ်ပေါ့လေဆိုတော့ဒါတွေကိုကျွန်တော်တို့က trading knowledge လို့ခေါ်ပါတယ်เนาะ trading knowledge တွေပဲဖြစ်ပါတယ်ဒါတွေက trading knowledge တွေပဲဖြစ်တယ် trading knowledge က trading knowledge ပဲဖြစ်တယ်ပတ်စံရှာတဲ့အရာမဟုတ်ဘူး trading knowledge နဲ့ကျွန်တော်တို့ပတ်စံရှာလို့မရပါဘူးရှာရင်ဘာနဲ့တူမလဲဆိုလို့ရှိရင် share ထိုးတာနဲ့တူပါမယ်ဒါကြောင့်မို့trader တော်တော်များများက trading နဲ့ဝင်လာတယ်เนาะ trading နဲ့ဝင်လာပြီးတော့ trade တွေလုပ်ကြတယ်ပြီးလို့ရှိရင်ရှုံးတယ်မြတ်တယ်စသဖြင့်ပေါ့လေဖြစ်ပြီးလို့ရှိရင်သူတို့ပေးတဲ့ results ကဘာလဲဆိုတော့ trading ဆိုတာဘောင်းကစား gambling တက်ပေါ့လေ share ထိုးသလိုပဲတို့ဘာလဲဘာဘလို့ပဲဆိုတော့ဒီအရာတွေနဲ့ကျွန်တော်တို့ဆက်ပြီးတော့ရေရှည်သွားနိုင်မယ်ဆိုလို့ရှိရင်တော့သူတို့ပြောတာမမှားပါဘူးအဲဒီ trading knowledge တွေကိုဟိုပြင်ဒီပြင်လောက်တဲ့အရာလေးတွေနဲ့ပဲသွားနိုင်မယ်ဆိုလို့ရှိရင်ပေါ့လေgambling နဲ့တိတ်မကွာပါဘူးရေရှည် long term မှာကျွန်တော်တို့ရေရှည်ရပ်တည်လို့ရမှာမဟုတ်ပါဘူးဆိုတော့ဒါတွေကမလေ့လာလို့မရဘူးလားဆိုတော့မရဘူးမလေ့လာလို့လည်းမရဘူးတကယ် trading system ကောင်းတစ်ခုတိစောက်တဲ့နေရာမှာဒီ trading knowledge ကအရင်အရေးပါတယ်workout theory ဆိုလဲသူ့ရဲ့အားသာချက်တွေရှိတယ် SMC မှာဆိုလို့ရှိရင်လည်းသူ့မှာအားသာတဲ့အချက်တွေရှိတယ် ICD မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ပေါ့လေဒီ ICD workout theory ဆိုလို့ရှိရင်လည်းဒီ market တွေရဲ့ behavior တွေဖတ်တဲ့နေရာမှာအရင်ကောင်းတယ်သူ့ရဲ့ဒီဒါသူ့ရဲ့အားသာချက်ပေါ့လေ SMC ဆိုလို့ရှိရင်လည်းဒီ long time frame အလယ်လက် time frame တွေဖြစ်တဲ့နော်မိနစ်30တို့နော်15မိနစ်တို့နော်အဲ့ကောင်တွေမှာအရင်အလုပ်လုပ်လို့ကောင်းတယ်နောက်တစ်ခုက market ကိုမြင်နိုင်တယ်ပေါ့လေမြင်နိုင်တယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ market ကိုခြုံငုံပြီးကြည့်တဲ့အခါမှာဒီကောင်ကဘာကောင်းလဲဆိုလို့ရှိရင်နော်ဒါလည်း liquidity တွေပေါ့လေ market ရဲ့ liquidity တွေကိုမြင်တာထင်တာတော်တော်ရှိတယ်နောက်တစ်ခုက ICD ဆိုလို့ရှိရင်တော့ဘာတွေကောင်းလဲဆိုရင် time frame အသေးလေးတွေပေါ့လေ1 minute တို့နော်13 second တို့ဒီလိုမျိုး
တိုင်းဖရင်အသေးလေးတွေမှာအရင်အလုပ်လို့ကောင်းတယ်နောက် risk ယူတဲ့နေရာတွေမှာပေါ့လေ SL ယူတဲ့နေရာတွေမှာအရင် SL ကိုယူတဲ့နေရာတွေမှာ SL နည်းနည်းထိအောင်ပေါ့လေ SL နည်းနည်းနဲ့profit များများရအောင်လုပ်တဲ့နေရာတွေမှာလည်း ICD ကအရင်ကောင်းတယ်သူ့ရဲ့အားသာချက်တွေရှိတယ်ပေါ့လေဒီ support and resistance ဆိုတာတော့ဒီကောင်ကတော့ဘိုးကြီးတွေပေါ့လေ trading ဘိုးကြီးတွေ support and resistance ဆိုတာတကယ်ဖောက်ဖို့အရင်ခက်တဲ့အရာတွေသူမှာအားသာချက်တွေရှိတယ် price action ဆိုလည်းဒီတိုင်းပဲဒီ pair တွေရဲ့ behavior တွေကိုကျွန်တော်ဖတ်တဲ့နေရာမှာ price action တွေကအရင်ကောင်းတယ်သူ့ရဲ့အားသာချက်ကအဲ့ဒါတွေပေါ့လေကျွန်တော်တို့ကအားသာချက်တွေကိုကျွန်တော်တို့သုံးဖို့လိုတယ်မှာ indicator တွေဆိုလို့ရှိရင်လည်းနော်အရင်ကောင်းတဲ့ indicator တွေvolume indicator တွေနော်မဖြစ်မနေသုံးကြရတဲ့ indicator တွေပေါ့လေနောက်moving average တို့လို့နော်indicator တွေနောက်ရှိပါတယ် indicator တွေအများကြီးပေါ့လေနည်းနည်း memory ပြန်ခေါ်လို့မရဘူးဖြစ်နေတယ်ဆိုတော့ indicator တွေအများကြီးရှိတယ်အဲ့အရာတွေကသူ့အားသာချက်နဲ့သူပေါ့လေသုံးရတဲ့နေရာတွေရှိတယ်ဆိုတော့ဒါတွေကအကုန်လုံးသိထားတတ်ထားရင်အကောင်းဆုံးပဲဒါပေမဲ့အကုန်လုံးသုံးအောင်မလားဆိုတော့လည်းမဟုတ်ပါဘူးဘယ်နေရာမှာသုံးမလဲဆိုလို့ရှိရင်ဒီ trading knowledge တွေက trading system တိဆောက်တဲ့နေရာမှာသုံးပြရပါတယ်သူတို့အားသာချက်တွေကိုသုံးပြီးတော့ကျွန်တော် trading system တခုတိဆောက်လို့ရပါတယ်ဒီတိုင်းပဲ fundamental trader တွေသုံးတဲ့နော် EA တွေသူတို့သုံးတဲ့ data တွေသူတို့ယူတဲ့ database တွေဒီအရာတွေကလည်းပဲအရင်အရေးကြီးပါတယ်ဆိုတော့ဒီဟာတွေကသိထားရင်အကောင်းဆုံးပဲဖြစ်ပါတယ်ကျွန်တော် beginner တယောက်အတွက်အကုန်လုံးကလေ့လာစရာတွေကအရင်များပါတယ်အရင်များတဲ့အတွက်တော်တော်များများကဘာဖြစ်လဲဆိုတော့ trading တွေကိုစရောက်လာတာနဲ့တလားလောက်ပေါ့လေတချို့ trading သင်တန်းတွေကျွန်တော်မြင်နေရတယ်ပေါ့လေတလားလောက်ဒီ strategy တခုကိုသင်ပေးလိုက်တယ်ပြင်ရော့ရပြီမင်း trade တော့ဆိုပြီးတော့ပေးလိုက်တယ်အဲ့ဒီတရားကိုဒီထဲမှာ trading strategy လေးတခုနဲ့ပေါ့လေပေးလိုက်လေပြီးတော့တလားလောက်သင်ပေးလေပြီးတော့တလားလောက် train လေပြီးတော့ရော့ဒါလေးနဲ့မင်းလှုပ်ရှားတော့ဟိုကောင်ကဒါလေးကံပြီးလှုပ်ရှားတကယ် trading နဲ့ရောက်ရှုံးလိုက်မြတ်လိုက်အချိန်လေးသာကုန်လာတယ်နော်အရှုံးတန်နေရတဲ့ကနေပြီးတော့မထွက်နိုင်မယ်နဲ့ဗောလေ trading struggle ဆိုတဲ့ zone ကိုမဖောက်နိုင်မယ်နဲ့အမှတိုင်ပတ်ပြီးတော့နောက်ဆုံးမှာတော့သူတို့ပြောမဲ့စကားတစ်ခုကတော့ trading ဆိုတာ gambling ပါပဲဆိုပြီးတော့ trading ကိုလည်းပြနှုတ်ဆက်ဗောလေဒါမှမဟုတ်လည်းဆက်ပြီးတော့တိုင်ပတ်နေဗောလေဒီအနေထားရင်လည်းပဲရှစ်ဆက်တွားနေကြတာကိုတွေ့ရပါတယ်ဒီတိုင်းပဲတွားနေမယ်ဆိုလို့ရှိရင်တော့ရေရှည်မှာလောင်းထမှာမကောင်းပါဘူးရက်ဒီလို့မလွယ်ပါဘူးဆိုတော့ကျွန်တော်တို့ဒီ zero risk အနေနဲ့ဒီ online ပေါ်ကျွန်တော်တို့ရောက်လာတဲ့ရည်ရွယ်ချက်ကလည်းဒီဟာကိုကျွန်တော်တို့သိစေခြင်းလို့ကျွန်တော်တို့ရောက်လာတာဖြစ်ပါတယ်ဒီ trading system တွေ trading strategy တွေ trading knowledge တွေကိုကိုယ်ကွယ်ပြပြသိစေခြင်းလို့ရောက်လာတာဖြစ်ပါတယ်တကယ် trading မှာရက်တည်ခြင်းနဲ့ဆိုရင် trading system ကောင်းတစ်ခုတိဆောက်နိုင်မှသာရေရှည်ရက်တည်နိုင်မှာဖြစ်ပါတယ်Okay ဒီဗီဒီယိုလေးကဒီလောက်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ strategy အကြောင်းကျွန်တော်တို့ပြောပြမှာဖြစ်ပါတယ် strategy ဆိုတာဘာလဲဗောလေ trading strategy ဆိုတာဘာလဲဆိုတာကိုပြောပြချင်ပါတယ်ဒီ trading strategy တစ်ခုနဲ့ကျွန်တော်တို့ trader မှာရက်တည်လို့မရဘူးဆိုတာကိုပြောချင်ပါတယ်အဲ့အရာဒီမှာအချိန်လုံးလောက်ရင်တော့ကျွန်တော်တို့ trading system အကြောင်းဆက်ပြောပါမယ်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်တို့ဖတ်တွေ့ပါမယ်